လူငယ်တွေရဲ့ပသက်ပြားမှာအများအားကြားနေရတဲ့စကားလုံးလေးကစောကြီးထီပေါက်နိဗ္ဗာန်ရောက်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ထိုအကြောင်းတရားလေးတွေနဲ့ကိုက်ညီတဲ့လက္ခဏာအကြောင်းတွေကိုဆရာကဘုဟုတုတအနေနဲ့တင်ပြမျှဝေပေးခြင်းပါတယ်။ယခင်တခါဆရာကလက်ညှိုးအောင်ကြာရီဂျိုကွန်ဘော်ကဆောလမွန်ကိုရဲ့အကြောင်းကိုတင်ပြပေးရမှာတော့လူတွေမကနတ်တွေကပင်အရှိခံရသောလက္ခဏာဟုတင်စားသုံးနှုန်းတယ်လို့ယခုဖော်ပြပါပုံစံတစ်လို့ကြာရီဂျိုကွန်ဘော်မှာကြက်ရှိကအမှတ်သားလေးတွေရှိရင်ယောက်ျားလေးဖြစ်ကမိန်းကလေးတွေရဲ့မိန်းကလေးဖြစ်ကယောက်ျားလေးတွေရဲ့ရှစ်မြတ်နိုးခြင်းတွေခံရတတ်တယ်။အဲ့ဒီနေရာမှာတတိကံပုံသို့မဟုတ်ဇေဒီပုံစံလက္ခဏာရှိနေခဲ့ရင်တော့အများတကာရဲ့လေးစားမျက်နှိုးတန်ဖိုးထားခြင်းကိုခံရတတ်တယ်။အဲ့ဒီလိုချက်ရှိကဖြစ်စေတတိကံဖြစ်စေအမှတ်သားပါနေခဲ့ပြီဆိုရင်အဲ့ဒီလက္ခဏာနဲ့ဒန်းတူလက်တကြွယ်အောက်တနင်္ဂနွေဂျိုကုံဖော်ပြပါပုံစံနှစ်လို့တစ်ကြောင်းတည်းတော်၎င်းနှစ်ကြောင်းတည်းတော်၎င်းရှိနေခဲ့မယ်ဆိုရင်ရှစ်လုံးလို့စပွန်ဆာပေးခံရတာမျိုးရှစ်လုံးလို့အကူအညီထောက်ပံ့ပေးခြင်းမျိုးရှစ်လုံးလို့ပြုစုပြိုးထောင်မြေတော်မြောက်ပေးခံရခြင်းမျိုးတွေကိုကြုံပြရတတ်ပါတယ်။ဒါကတော့ဒီလက္ခဏာတွေအလုံးပေါင်းစပ်လိုက်လို့ရှိရင်စောစောကပထမပြောခဲ့သလိုမျိုးစောကြီးထီပေါက်နိဗ္ဗာန်ရောက်ဆိုတဲ့လက္ခဏာအကြောင်းတရားတွေနဲ့ကိုက်ညီတဲ့လက္ခဏာမှတ်သားလေးတွေဖြစ်ပါတယ်နော်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါသည်။ဆရာထံမှာညာပူဇော်ကားနဲ့ဗေဒင်လက္ခဏာမေးမြန်းလို့လင်ဆရာရဲ့ဖုန်းနံပါတ်399250639235ဗိုက်ဘာမှဖြစ်စေFacebook Messenger TikTok Messenger Telegram မှဖြစ်စေလာရောက်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်